ညတာလေးလို့ပြင်ဆင်ရိုးသားတဲ့ကောင်လေးဟာကျမောက်မနဲ့ကိုစီးပြီးလွဲကိုယူကចောင်းသားပါတော့မဲဆိုပြီးဖေဖေမေမေနှုတ်ဆက်လိုက်တယ်ဒီနေ့နဲ့ခင်းကလည်းရာသီဥတုအလွန်သားပြီးသူလဲကြောင်းပြောင်းလာခဲ့တာဆိုတော့ចောင်းအစ်မှာတငယ်ချင်းတွေအများကြီးရလိမ့်မယ်လို့လည်းစိတ်ကူးထားရတယ်အချိန်ကိုအများနဲ့နွားနိုးလာဖို့နေကြအနေចောင်းသားလေးကိုမြင်လိုက်တာနဲ့လမ်းဖြတ်ပြီးစပိုင်းကိုဒုံဆိုင်နှင်းပြေးသွားတယ်ចောင်းသားလေးရဲ့နာမည်ကတော့ကီတာနိုဆေးချီကိုလို့ခေါ်ပြီးအရင်ចောင်းမှာတော့သူဟာအကျင့်လဲကောင်းသလိုအဆင့်လဲကောင်းတဲ့ထူးချွန်ចောင်းသားပါចောင်းပြောင်းလာတဲ့စာရဲစာတမ်းမှာတော့သူ့တက်ဖို့မပါဘူးမဲ့ចောင်းဆရာကြီးကတော့ကောင်လေးကိုအယောင်မြင်တွေ့ချင်နေပါပြီခဏကြာပြီးကိုရီးယားမင်းသားလေးလို့ချော်တဲ့ကီတာနိုလေးရောက်လာတဲ့အချိန်မှာတော့ចောင်းကြီးတို့တွေအယောင်လမ်းဖြတ်ပြီးဟဲ့အောင်နေရဲကိုအမြန်ခေါ်ကြစံဘာညာတွေတောင်ဖြစ်ကုန်မှာတော့တယ်ចောင်းသားတည့်ရဲ့ရုပ်ရည်ကြောင့်ចောင်းကြီးတယောက်ကိုစိတ်ကိုတော့မယုံကြည်နိုင်ဖြစ်နေပါပြီအတမ်းမိုက်ဆရာကတော့ចောင်းသားတစ်ကိုဖော်ဖော်ရွေဆက်ဆံကြဖို့အတန်တုံတုံရီနဲ့ပြောနေပေမဲ့အခန်းထဲကចောင်းသူចောင်းသားတွေအဖြစ်ကီတာနိုအရာမဲ့ကြောက်နေကြပါပြီကီတာနိုကတော့သူကကြောက်ဖို့ကောင်းတဲ့သူမဟုတ်ဘူးဆိုတော့အခန်းထဲကလူတွေသိအောင်ပြောမဲ့လောက်ကမှပိုလို့တောင်ကြောက်သွားကြပါသေးတယ်ပထမနေ့ចောင်းသားတွေကိုတရက်တည်းကြောက်လုံနိုင်ခဲ့တဲ့ကီတာနိုចောင်းရဲ့လူမိုက်ကြီးတို့တွေကစိတ်ဝင်စားနေကြပါပြီဒီဟက်ကူကိုចောင်းရဲ့လူမိုက်ကြီးကိုကအဲ့ဒီចောင်းသားသေးဆိုတဲ့ကောင်တွားပြဲဖို့ဆိုပြီးထွက်လာခဲ့ကြပါတော့တယ်နေ့လေចောင်းမို့စားခြင်းချင်းတခြားကចောင်းသူចောင်းသားတွေအပြင်ထွက်ဆော့ကစားကြပေမဲ့ကီတာနိုမြေပန်းစံတစီဝါစားလို့ထွက်လာတဲ့အတန်ကြောင့်အခန်းထဲကចောင်းသူចောင်းသားတွေကြောချမ်းပြီးမလုံးမရှက်ဖြစ်နေကြလို့ကီတာနိုကပဲအလိုက်တီးနဲ့ထွက်ပေးလိုက်မှအခန်းထဲကသူတွေကြောက်လန့်ပြီးရင်မက်တဲ့မျိုးသိပ်ထားတဲ့အလုံးကြီးကျသွားပါတော့တယ်။အော်ဒါကြောင့်မို့လို့အခန်းထဲကသူတွေတိတ်ဆိတ်နေတာငါ့ကိုကြောက်နေကြလို့ကိုဆိုပြီးကီတာနိုသဘောပေါက်သွားတော့သူကြောပေါက်လာတီးမဲ့လူမကြီးကိုတာမင်းတို့အခန်းမှာမင်းမှုနေတဲ့လူမယုံနဲ့ចောင်းသားတစ်ကိုမိတ်ဆက်ပေးစမ်းလို့ပြောလိုက်တယ်။အဲ့ဒါကျွန်တော်ပဲလေလို့ဘောလီဝုဒ်အထာနဲ့ကီတာနိုလက်အပြောမှာလူမကြီးကိုတာခမညာလန့်ဖြတ်တုံတက်ပြီးအခန်းမှာသွားလို့ဆိုပြီးရှောက်ချွေးလစ်ပြေးသွားတယ်။ကျောင်းရဲ့ဂျောင်ကြားတဲ့နေရာတခုမှာဘာဖြစ်လို့ចောင်းသားတစ်ကထွက်မပြေးပဲဆရာကြီးကိုတာဘာလို့လစ်ပြေးရတာလဲဆိုပြီးသူ့ရဲ့နောက်လိုက်နှစ်ယောက်ကမချင်မနှက်ဖြစ်နေကြတယ်။ဒါကိုလူမကြီးကိုတာဟဲ့အောင်နေမင်းတို့သူ့ရဲ့အကြီးတွေကိုမတွေးလိုက်ကြဘူးလားငါရန်တွေအများကြီးဖြစ်ပူးတော့မလို့ तू ကအရန်တတ်မှတယ်ဆိုတာငါခံစားမိနေတယ်ကွာဆိုပြီးနောက်လိုက်တစ်ပဲနှစ်ယောက်တီချာလေးရှင်းပြရတယ်ငါထင်တာမမောင်းဆိုရင်ဒီကောင်ကငါတို့လိုလူမိုက်တွေတဲ့ပိုချမ်းတဲ့ဆရာကြီးတယောက်ဖြစ်နေနိုင်တယ်ကွာအဲ့ဒါကြောင့်မို့လို့ငါတို့တွေသူ့ကိုသွားမရှိုးသင့်တော့ဘူးအဲ့အချိန်ကီတာနိုကတော့ငါလိုရုပ်ချောသဘောကောင်းတဲ့သူနောက်ကျရင်သူတို့တွေနားလဲသဘောပေါက်သွားကြလိမ့်မယ်ဆိုပြီးတက်ကြွစွာနဲ့ပဲចောင်းတဝန်းလုံးကအမိုက်တွေလိုက်ကောက်မယ်ဆိုရင်ဆုံးဖြတ်လိုက်ပါတော့တယ်ထိုင်နေကြចောင်းလေးမှာပဲကီတာနိုမြကျွန်တော်တို့ကိုပြန်လာဆိုင်ဘယ်လိုလုပ်ကြမလဲဆိုပြီးနောက်လိုက်တစ်ပဲတယောက်ပြောတဲ့အခိုင်မှာလူမိုက်ကြီးကူတာခမညာချွေးစည်းတွေပြန်လာပြီးမင်းတို့တွေဘာမှစိတ်မူနဲ့ငါ့ဥသာတကယ်ရန်ရှာလာရင်တော့အပြတ်တီးလိုက်မှာပေါ့ဆိုပြီးအချိုးဘူးကွန်ပြစ်ခံလိုက်တယ်အဲ့ဒီဘူးကွန်လေးကလည်းလိမ့်လာပြီးကြိုးကြားနဲ့ချင်းမောင်မင်းနားမှာရက်သွားတဲ့အချိန်အမိုက်ကောင်းနေတဲ့ကီတာနိုလေးလမ်းမြင်သွားတယ်အရင်ဆုံးကီတာနိုလည်းကြိုးပဲနေတဲ့ချင်းမောင်ကိုင်းလေးကိုမားလိုက်တာမနိုင်မနေနဲ့ဆိုတော့ဘူးကွန်တိုက်မိသွားတာကိုဖတ်ချန်တလိမ့်လောက်ဖွာဖို့လုပ်နေတဲ့ကူရာမြင်ပြီးကြောက်ရွံ့နေတော့ကီတာနိုလည်းခုနလူမိုက်ကြီးတွေနဲ့မှပြန်တွေးလို့လစ်ပြေးဖို့အနောက်ကိုဆုတ်ကမှာချင်းမောင်ကိုင်းရဲ့ဝေးကြောင်အရှိကိုပဲငိုက်ပြီးသွားနေပြီလို့ကိုကြီးကူတာအဲကောင်ပြင်းလိုက်တော့လीဗျာကူတာကတော့ချင်းမောင်ရိုးကြီးထမ်းလာတဲ့ကီတာနိုတွေးကြည့်ုံနဲ့အရန်ကိုကြောက်လန့်တုံရီပြီးအရေးတယ်ပြေးပေါက်ကလည်းပိတ်မိနေတော့မင်းတို့ဖယ်ကြစမ်းဆိုတဲ့ကီတာနိုရဲ့ကျေလောင်တဲ့အော်တန်နဲ့ကြီးတကြောင်လုံးကိုပြန့်နှံ့သွားတယ်ကီတာနိုကပြေဒီလူမိုက်ကြီးတွေငါ့ကိုဒေါသထွက်ကြတော့မှာပဲလို့တွေးနေတော့ချင်းမောင်ရိုးနဲ့လာရိုက်တာကနေတီတီလေးလွတ်လာကြတဲ့ကူတာတို့အပြင်ကျွန်တော်တို့အသက်ကိုတော့ချမ်းသာပေးပါဗျာကျောင်းရဲ့ဆရာကြီးဂုံပုတ်ကိုလူချင်းနေဆိုရင်လည်းယူလိုက်ပါဆိုပြီးကီတာနိုစီတပည့်တွေဖြစ်သစ္စာခံလိုက်ကြတယ်အုတ်ကြီးကများငါ့ရဲ့ကျောင်းကိုနတ်ဆိုးတကောင်ဝင်နေပြီဆိုတာကိုတွေးရင်ခေါင်းတွေကိုက်နေပါပြီဒီလိုနဲ့နောက်တစ်နေ့ကိုရောက်တော့နတ်ပတ်လောက်ကျောင်းသားခံထားရတဲ့သူလည်းအုတ်တန်းကိုကြော်ပြီးကျောင်းကိုရောက်ချလာတယ်ကျောင်းရဲ့လူမိုက်ကြီးတွေကိုပထမနေ့ပါတယ်ပညာပေးခဲ့တဲ့ကီတာနိုရဲ့တရင်ကဟိုးလေးကြော်ဖြစ်နေပြီးအခုစာသင်တဲ့အင်္ဂလိပ်ဆရာကလည်းဖတ်စာအုပ်လေးနဲ့꿰ပြီးစာချပေးနေရတယ်ဆရာကြီးကီတာနိုအာခံမှုစူးစမ်းအချီးနီးပဲဖြစ်ကုန်လိမ့်မယ်ဆိုပြီးကူရာတို့တွေတီတိုပြောနေတော့ဆရာကြီးဆိုတာဘယ်ကောင်လဲလို့ပြောပြီးကျောင်းသားခံထားရတဲ့ကောင်ရောက်ချလာတယ်သူ့နာမည်ကတာကယ်ကြီးစားဖြစ်ပြီးကျောင်းတက်တဲ့ပထမဆုံးနေ့မှာရန်ဖြစ်လို့နှစ်ပတ်တိတိကျောင်းသားခံထားရတာပါဒါပေမဲ့လည်းရှင်ထဲမှာပန်းတွေပွေးနေတာမဟုတ်တဲ့ကူရာတို့လူမိုက်သုံးပေါ်ကမင်းကိုရှယ်ပြင်းပေးရတာပေါ့ဆိုပြီးနေ့လည်မှုတ်စားတဲ့ချင်းကျောင်းသူကျောင်းသားတွေစိတ်ချမ်းသာစီကိုအခန်းပြင်ထွက်ဆောင်ပေးနေရတာနေ့စဉ်အလုပ်လိုဖြစ်နေပါပြီကျောင်းရဲ့ဆရာကြီးသုံးပေါ်အဖွဲကိုအပြတ်သိပ်ပြီးဆရာကြီးဂုံပုတ်ကိုယူမယ်လောက်ကမှဒီကျောင်းရဲ့ဆရာကြီးကငါမို့တော့ပဲမနေ့တော့မင်းတို့ပဲပထမနေ့ကျောင်းသားတယောက်ဖြစ်တဲ့ဆရာကြီးကီတာနိုကကျောင်းပြောင်းလာပြီးငါတို့အနိုင်သွားခဲ့တာလို့ရှင်းပြရတယ်။အဲဒါကြောင့်တာကယ်ကြီးစားလဲဆရာကြီးဂုံပို့ယူထားတဲ့ကီတာနိုလိုက်ရှာပြီးရှယ်ပင်းပေးရတာပေါ့ဆိုပြီးဆုံးဖြတ်လိုက်ပါတော့တယ်။ရုပ်ချောသဘောကောင်းတဲ့ကောင်လေးတန့်စင်ခန်းထဲဝင်နေတော့သူ့အခန်းထဲကိုတာကယ်ကြီးစားခမမိုင်းဝင်လာပြီးလွတ်နေတဲ့ခုံတစ်ခုံမှာဇိမ်ချာချာဝင်ထိုင်ပလိုက်တယ်။ဒါပေမဲ့အခန်းထဲကကျောင်းသူတယောက်ကတော့နင်အဲ့တိုင်းကောင်မှာမထိုင်တာကောင်းလိမ့်မယ်။ဘာလို့လဲဆိုအဲ့ဒါငါတို့ကျောင်းရဲ့ဆရာကြီးကီတာနိုရဲ့နေရာလို့ပြောနေတော့မှပဲကီတာနိုကအခန်းထဲကိုပြန်ရောက်လာပြီးသူ့နေရာလေးကိုလမ်းကြည့်လိုက်တဲ့အချိန်ပြဿနာပဲကွာထိုင်ကုန်မားထိုင်နေတဲ့သူဖယ်ပေးလို့ပြောရင်စိတ်များဆိုးသွားမလားမသိဘူးလို့တွေးတော့ရှေ့ကိုခက်စိတ်စိတ်ရှောက်လာခဲ့တယ်။အပြောနဲ့အလုံးကြီးတဲ့တာကယ်ကြီးစားတော့ကီတာနိုရဲ့ချောမောလှပတဲ့မျက်နှာကိုကြည့်ပြီးကြက်တည်တည်သွားတယ်။ဖော်ရတဲ့ကီတာနိုလေးကများလက်ဆွဲနှုတ်ဆက်ဖို့ကြိုးစားမိမဲ့တာကယ်ကြီးစားကတော့ထိုင်နေရအမြန်ထပြီးအခန်းပြင်ကိုထွက်သွားလိုက်တယ်။စကားရင်စပြောဖို့မလုပ်ပဲလက်ဆွဲဖို့အတင်းကြိုးစားမိပြီးရိုင်းပြမိလို့ဖြစ်သွားတဲ့ငါအပြုတ်မှုအောင်မှာသူတော်တော်လေးစိတ်ထိခိုက်သွားလိမ့်မယ်ဆိုတာသိကြလို့ကီတာနိုလည်းသူ့အလောက်ကိုအမြန်လိုက်ဖို့ထွက်သွားလိုက်တယ်။အကြီးချင်းပြိုင်နာမှာတကူအသွင်းခံလိုက်ရတဲ့တာကယ်ကြီးစားတယောက်ဒေါသနဲ့အင်တာတကောက်ကိုပြစ်တိုက်လိုက်တာနဖူးပေါ်နေကွန်ဒရီတွေထွက်ကြလာတယ်
ကီတာနိုရဲ့ရုပ်ရည်အောက်မှာမြန်မြန်လေးရှောင်ထွက်လာခဲ့တဲ့တာကယ်ကြီးစားအပြင်အန်ဒီရဲ့ကင်းမီလို့တွေးထင်နေတော့အတန်ထွက်လာတဲ့တိတ်ကိုင်းကြောင့်နင်းတန်တဲ့တို့ကီတာနိုလေးကလည်းရောက်ချလာပါတော့တယ်ဘယ်ရမလဲတာကယ်ကြီးစားလည်းဘောင်းမီအိတ်ကတည်းက break down ကိုထုတ်လိုက်တာနဲ့အမလေးပြလက်ထဲမှာလည်းကွန်းတွေးနေငါစကားမပြောဘဲနေမိလိုက်တာသူ့ရဲ့စိတ်ကိုနာကျင်မိစေပြီးအခုလည်းကိုတီးကိုင်းမိရမှာလှုပ်တော့မှအမြန်တားရမယ်ဆိုပြီးအာပြိန်းနဲ့ပြေးတိုင်းလမ်းဖမ်းဖို့လုပ်ပေမဲ့တာကယ်ကြီးစားလည်းရှောင်တိမ်ပြီး break down နဲ့ပြန်ရမ်းတော့ယူတော့မဆိုင်ပဲဓာတ်ကိုင်းနဲ့လက်ကိုတီချာလေးဖမ်းလိုက်တယ်လက်ကချစ်ရလေးနဲ့တာကယ်ကြီးစားကိုမသားပေါ်ဖို့အတွက်အလောက်အလင်းမလို့စမ်းပါနဲ့နောက်ပြီးကိုအသက်ကိုတန်ဖိုးထားပါလို့နှစ်သိမ့်ပြီးတော့တာကယ်ကြီးစားလည်းကြည်ပြူစွာလက်ခံလိုက်ပြီးကီတာနိုကြီးဘလောက်တောင်ဆရာကြတယ်လဲဆိုတာကိုပါတခါတည်းသဘောပေါက်သွားပါတော့တယ်အဲ့ဒီနေ့မှာကီတာနိုတယောက်ပထမဆုံးတငယ်ချင်းအသစ်ဖြစ်တဲ့တာကယ်ကြီးစားနဲ့ခင်မင်ရင်းနှီးသွားပါတော့တယ်ဒီလိုနဲ့နောက်တစ်နေ့ကိုရောက်တော့ဟက်ကကိုကျောင်းရဲ့လူမကြီးသုံးဖော်ကူရာတို့အမောက်သိပ်ခဲ့တဲ့ကျောင်းသားတည်းရဲ့တဲ့တင်ဟာပြိုင်မဲ့ကျောင်းတစ်ကျောင်းဖြစ်တဲ့ဟက်ကွန်ကျောင်းလေးကိုပါပေါက်ကြားနေပါပြီအခုလည်းဟက်ကွန်ကျောင်းရဲ့ကျောင်းသားတချို့ဟာကူရာတို့တွေရှုံးရတာဟာတတိမရှိလို့ဆိုပြီးဟာတိုက်နေတာကိုကူရာတို့လူမိုက်သုံးဖော်ကြားပြီးဒေါသထွက်နေတဲ့အချိန်မှာပဲမလန်မဝင်းနားလေးမှာသူတို့ရဲ့စတာကြီးဖြစ်တဲ့ကီတာနိုကလည်းအထာကျကျလမ်းလျှောက်လာရင်အပိုင်းတစ်လေးပြီးဆုံးသွားပါတော့တယ်ဆရာကြီးကီတာနိုတယောက်ပြုတ်ချကြံနေတဲ့ပတ်ဆိုင်လေးကိုတွေ့ပြီးခဏရက်လိုက်တယ်လူမကြီးကိုတာသူ့ဆရာအားကိုနဲ့အတင်းတုံးနေတဲ့ဟက်ကွန်ကျောင်းအကောင်တွေကိုဘလာဆိုပြီးအပြက်ဖြဲလိုက်တယ်အော်ကူရိုတာမင်းကငါတို့ဟက်ကွန်ကျောင်းနဲ့ညှိကျင်လို့လားကွာမင်းတို့ကငါတို့ဟက်ကူကိုကျောင်းကိုလောင်ပြောင်နေမှတော့ဆရာကြီးကီတာနိုအေးစေးလေးလက်ပိုက်ချိနေမယ်လို့ထင်လို့လားကွာကိုကြီးတာဆရာကြီးကီတာနိုမှရှိမနေရဟာလက်ခွန်းလူမကြီးသုံးဖို့နဲ့ဟက်ကွန်ကျောင်းကခြားတဲ့တချို့နဲ့ညှိနေတော့ဘတ်ကားလည်းလာနေပါပြီဆရာကြီးကီတာနိုကောက်ရတဲ့ပတ်ဆိုင်လေးကိုဖွင့်ကြည့်လိုက်တော့ကိုကြီးမတာခဲ့ရှိအသက်16နှစ်ဆိုတဲ့ကျောင်းသားကလေးကိုမြင်ပြီးကျောင်းဆင်းတော့ပိုင်းစီပြန်သွားပေးမယ်ဆိုရင်ဆုံးဖြတ်လိုက်တယ်အဲအချိန်မှာပဲဘတ်ကားရောက်လာတာကြောင့်နောက်ကျတော့မယ်အထင်နဲ့အော်ပြီးပြေးလာတဲ့ကီတာနိုကြီးကြောင့်ဟက်ကွန်ကျောင်းကခြားတဲ့သုံးကောင်လည်းမြန်မြန်လေးလစ်ပြေးသွားကြတယ်ဘတ်ကားပေါ်မှာလူမကြီးသုံးဖို့ကဇိန်းကြကြနဲ့ငါတို့ရဲ့ဆရာကြီးကအယောင်လမ်းတာပဲဆိုပြီးချီးမွမ်းခန်းဖွင့်နေတော့ဆရာကြီးကီတာနိုကကိုကြီးမတာခဲ့ရှိကိုသိသလားလို့ကူရိုတာကိုလမ်းမေးလိုက်တယ်အဲ့ဒီစကားကိုကြားပြီးပြာခတ်သွားတဲ့ကူရိုတာကိုကြီးမဆိုတာဟက်ကွန်ကျောင်းရဲ့ဆရာကြီးပါလို့ဖြေပြီးမုံမလွယ်ဆရာကြီးကီတာနိုကဟက်ကွန်ကျောင်းဝင်စီတော့မလို့လားဗျကျောင်းကြီးတယောက်ပရင်ပေါက်ပေးပဲသူ့ကျောင်းကလိန်မာပြီးတက်ကြွတဲ့ကျောင်းသူကျောင်းသားလေးတွေကိုကြည့်ပြီးပီတိဖြာနေတော့ရုပ်ချောပြီးစားတော့တဲ့ကီတာနိုခဏမြင်လိုက်ရတဲ့နဲ့စိတ်ဓာတ်တွေအကြီးကျယ်ချသွားကြတယ်ဟက်ကွန်ကျောင်းမှာတော့ဆရာကြီးကိုကြီးမကီတာနိုကြောက်ပြီးပြေးလာတဲ့ကောင်တွေရှယ်သမားလို့ပြီးဟက်ကူကျောင်းမှာဆရာကြီးအသစ်တယောက်ပေါ်လာတဲ့တဲ့ကအမှန်ပဲလားလို့သူ့လက်တော့ဟာယာမီကိုမေးလိုက်တယ်မြင်းသိတဲ့အတိုင်းပဲဟက်ကူကျောင်းကကောင်တွေဆရာတယောက်ရောက်လာပြီဆိုမြောက်ကြွဖြစ်နေပြီကိုကြီးမတာခဲ့ရှိလဲအဲ့ဒီမြောက်ကြွနေတဲ့ကောင်တွေအမောက်ချမယ်လို့ပြောရင်ဟက်ကူကျောင်းစီသွားနေပါပြီအဲချိန်ရောင်းလဲနဲ့ကီတာနိုကြီးလဲဟက်ကွန်ကျောင်းကိုရောက်လာပြီအခုနေများကိုကြီးမကိုတီးတဲ့လူတယောက်နဲ့သာစုံလိုက်ရင်တော့တိတ်ကောင်းပါပဲဆိုပြီးလမ်းလျှောက်လာရင်နောက်တနေရာမှာစတိုင်ကြနဲ့ဟာယာမီကမင်းကဒီကျောင်းကမဟုတ်ဘဲနဲ့ဘာလာလောက်တာလဲလို့မေးလိုက်တယ်အော်တောင်းဝဲမှာနော်ကိုကြီးမတာခဲ့ရှိဆွဲလို့တီနာလို့ကီတာနိုရဲ့မိန်းကုန်းတစ်ခုမှာအသားလေးမောချမိလိုက်တဲ့ဟာယာမီ3စက္ကန့်လောက်ပါဇက်အောင်သားဖြစ်သွားပြီမင်းကဘာမလို့တာခဲ့ရှိနဲ့စုံချင်ရလဲကွာလို့ပြန်မေးလိုက်တယ်ဘာလို့လဲဆိုကျွန်တော်ကဟက်ကူကိုကျောင်းရဲ့ကျောင်းသားတဲ့ကီတာနိုဆေးချီကိုလို့ဖြေချလိုက်တော့ကျောင်းတက်တဲ့ပထမနေ့မှာနေလူမကြီး3ပေါက်အပြတ်သိပ်ပြီးနာမည်ကြီးနေတဲ့ကောင်မဲလို့ဟာယာမီချက်ချင်းသိလိုက်တယ်ကိုကြီးမလို့ပြတောက်ပြောနေတယ်မင်းဟောဒီကဟက်ကွန်ကျောင်းရဲ့နံပါတ်2ဟာယာမီကရင်ဆိုင်မယ်ကွာသူရင်ဆိုင်မယ်လို့ပြောတာကိုကြီးမစီလမ်းပြပေးဖို့ပြောတာတင်ပြီးဝမ်မန်တနဲ့ရှေ့ကိုတိုးလာတဲ့ကီတာနိုကြောင့်ဟာယာမီလည်းရှင်ပြီးမိုက်ကယ်ဂျက်ဆင်တို့အနောက်ကိုတပြေးပြေးဆုံးမိနေတာကိုကီတာနိုမြင်ပြီးပြောင်းရမိနေတဲ့အချိန်မှာပဲဟာယာမီကညာလက်တီးနဲ့တစ်ချက်ကျွေးပလိုက်တယ်ဒီလိုထိုးလိုက်တော့လေဒီကောင်ကငပြောတာပါပဲလို့ဟာယာမီတွေးထင်နေတော့ဘောလီဝုဒ်အထာနဲ့ပြန်လဲကြည့်လာတဲ့ကီတာနိုလူတယောက်နောက်ပြန်လမ်းလျှောက်တာကိုလောင်ရမိတဲ့ကအထိုးခံရတာနဲတော့နဲသေးတယ်လို့နောက်ထားရနေတော့အနောက်ကိုစော့ရင်လမ်းဆုံးသွားတဲ့ဟာယာမီနောက်ပြန်လမ်းကြတဲ့အချိန်ကိုကြီးမကြီးဟာဟက်ကူကျောင်းရောက်လာခဲ့ပြီးလူမကြီး3ဘော်တို့နဲ့ထိတ်တိုက်တွေ့နေကြပါပြီမင်းတို့လိုပမွားလေးတို့အနိုင်မကျင့်ချင်ဘူးမင်းတို့ရဲ့ဆရာကြီးဆိုတဲ့ကောင်ခေါ်လိုက်ကိုကြီးမယုံကြည်ချက်တွေသိမ့်မြင့်မာနေတယ်ဗောလေကားပေါ်ဒလိမ့်တုံးလုံးလိမ့်ကျလာတဲ့ဟာယာမီကိုအစင်ပြေးလာလို့အတန်ကျိန်းနဲ့လိုက်မိတဲ့ကီတာနိုကြောက်ပြီးတင်ပါနဲ့ချီပေါ်ကတသားနဲ့ကြားနေအောင်လစ်ပြေးသွားတယ်တပတ်မှာတော့ဘောင်စင်လက်ဝဲကိုတင်ထားတဲ့ကိုကြီးမစီမှာတက်ကယ်ကြီးစားနဲ့လူမကြီး3ဘော်တို့ကအပြတ်သိပ်ခံနေရပါတယ်နောက်တစ်ခါထပ်ပြောမယ်မင်းတို့ရဲ့ဆရာကြီးကိုခေါ်လိုက်တော့အနိုင်မခံအရှုံးမပေးတဲ့တက်ကယ်ကြီးစားမင်းတို့ကအပြတ်သိပ်ပြမယ်ကွာလို့ပြောပြီးသွားဖိုက်ပြီမယ်ကိုပဲအမောက်သိပ်ခံလိုက်ရတယ်အဲချိန်ဟက်ကွန်ကြောင်ငချွတ်တကောင်ရောက်လာပြီးပြဿနာတခုတက်နေတယ်လို့ကိုကြီးမတိုးလေးလာပြောတယ်ဘာကြီးဟာယာမီကိုငါ့အမောက်သိမ့်မဲ့ကောင်ကဒီเจ้าမှာရှိမနေဘူးပဲအဲ့တော့သတိမေ့တဲ့အောင်စောင်းနေတဲ့လူမကြီးကူတာကိုမနှက်ကျရင်စေးရိုးကြီးပန်းချင်မှာငါနဲ့လာတွေ့ဖို့မင်းတို့ရဲ့ဆရာကြီးကီတာနိုပြောလိုက်တကြောင်လုံးခေါ်လာခဲ့လို့လည်းရတယ်ကွာအေးကီတာနိုဆိုတဲ့ကောင်ထွက်တော့မပြေးစင်နဲ့လို့မန်ပါနဲ့ပြောပြီးပြန်သွားလိုက်ကြတယ်ဟက်ကုနဲ့ဟက်ကွန်ကြောင်ကြမှာရံမွေကြီးတခုမှာကီတာနိုလေးညံ့ပါနေပြီဆိုတော့တိမနေခဲ့ကြပါဘူးမိုးကတဖွဲနဲ့ရာသီဥတုတိတ်မကောင်းလိုက်တဲ့ခင်းလေးမှာကိုကြီးမရဲ့ပတ်ဆိုင်ရုပ်ကိုတော့သွားပေးအောင်ပါပဲဆိုပြီးကြောင်ကလေးပုစီကိုလမ်းပြောနေတော့မင်္ဂလာနန်းခင်းပါဆိုရင်လူမကြီး3ဘော်တွေရောက်ကြလာပြီးကိုကြီးမစီအခုသွားတော့မှလားလို့မေးလိုက်တယ်ငါပတ်ဆိုင်ကောက်ရတာသူတို့ဘလို့တီးသွားလဲဆိုပြီးအော်နေတော့ကိုကြီးမဟဲကုတ်မှာရှိမနေပဲစေးရုပ်ချီပန်းချမ်းမှာစောင့်နေမယ်လို့လူမကြီးကိုရာပြန်ပြောပြတယ်ဒါဆိုရင်စေးရုပ်ချီပန်းချမ်းမှာကိုကြီးမနဲ့တွေးလို့ရပြီမို့လို့လူမကြီး3ဘော်ကျေးဇူးပဲကွာလို့ပြန်ပြောလိုက်တယ်တကယ်ကြီးသွားတဲ့ဆရာကြီးကီတာနိုကိုသူတို့ဘက်မှာလူတွေအများကြီးစောင့်နေကြမှာနော်လို့ကိုရာအော်ပြောချပြီမယ်လူတွေများလဲကိုကြီးမစီရောက်အောင်သွားမှာပဲဆိုရင်ဆရာကြီးကီတာနိုရဲ့စကားတကုံမှာမျက်ရည်တွေတသွင်စီးကြလာတယ်လူမကြီးကိုရာဟဲကွန်ကြောင်ကအပြက်ကျုံးဖို့လုပ်နေတယ်ငါတို့ဆရာကြီးကီတာနိုကအနစ်နာခံပြီးကာဝယ်ပေးဖို့လုပ်နေတာကွအဲအချိန်တာကယ်ကြီးစားလဲလူမကြီး3ဘော်ငတုံး3ဘော်လို့ခေါ်ပြီးရောက်ချလာတယ်
ငါတို့အဲ့လိုခေါ်ရကောင်းမလားဆိုပြီးလူမကြီးကိုတာပြပြနေနေဆဲဆုံနေတော့တာကေးစားမင်္ဂလာပါဆရာကြီးလို့ကီတာနိုတွားနှုတ်ဆက်လိုက်တယ်ကိုကြီးမရဲ့ဘယ်ညာလက်သီးတွေနဲ့ဖူးရောက်နေတာကေးစားရဲ့မျက်နှာကိုကီတာနိုတွေ့သွားရတယ်ဒီကောင်ကိုမသားပေါ်ပြန်လို့ဖို့စူးစမ်းနေပြီလားလို့တွေးထင်လိုက်တယ်အခုဆိုရင်တော့ဆေးရုပ်ချီပန်းချမ်းမှာထီပေါင်းများစွာကိုစီနဲ့ဟဲကိုကျောင်းအကောင်တွေအတင်းဆောင်နေတော့ဟဲကိုကျောင်းရဲ့အသေးဆက်ဆရာကြီးကီတာနိုတို့ကလည်းထီကလေးတွေကိုစီနဲ့ရောက်လာကြပါပြီဒီကလေးအောက်ကအပြုံးလာနဲ့ကီတာနိုဟဲကိုကျောင်းအကောင်တွေမြင်ပြီးအယမ်းပဲရှိန်နေကြပါတယ်ဟဲကိုကျောင်းကလည်းလူတွေအများကြီးမလို့ကူတာတယောက်ရှိန်နေတော့ကျောင်းနေလည်းအိမ်သာပြန်လိုက်တော့လို့တာကေးစားပိတ်ဟောက်လိုက်တယ်ဟာငါတို့ကဘာလို့ကြောက်အောင်မလဲလူတွေများလဲလူမကြီး3ဘော်တော့အေးဆေးပဲကွာအေးဒါဆိုရင်ငါဟဲကိုကြောင့်နံပါတ်2ကိုရင်ဆိုင်မယ်ဆရာကြီးကီတာနိုကတော့ပတ်စံရင်ပြုတ်ကြရင်ပျောက်တာကိုလူတွေအများကြီးခေါ်လာပြီးလာတောင်းတဲ့ကိုကြီးမောင်တော်တော်လေးအထီးကျန်နေလို့ပဲလို့တွေးထင်လိုက်တယ်အဲအချိန်တာကေးစားဟာကျွန်တော်နဲ့ငတုံး3ကောင်ပေါင်းပြီးဟဲကိုကြောင့်ငချွတ်လေးတွေကိုကြည်ရှင်လိုက်မယ်လို့ပြောပြီးထီးကလေးကိုချကားဆရာကြီးလည်းကိုကြီးမနဲ့ထိတ်တိုက်တွေ့ပေးပါလို့တောင်းဆိုလိုက်တယ်အေးကိုကြီးမလိုချင်တာကလည်းငါစီမှာပဲရှိရလေအဲ့တော့တာကေးစားလည်းဟဲကိုကြောင့်ငချွတ်လေးတွေစီပြေးဝင်သွားဖိုက်ပါတော့တယ်လူမကြီး3ဘော်လည်းစောင်းတဲ့ထီးလေးတွေကိုလွှင့်ပြင်းဝင်ဖိုက်တာကိုဘာတလုံးမှနားမလည်တဲ့ကီတာနိုဒီမြင်ကွင်းတွေကိုကြည့်ပြီးကြောင်တောင်ဖြစ်နေတော့သူ့ရှိကိုကြီးမရောက်လာပြီးမနေ့ကအဖြစ်ပြတ်အတွက်မင်းပြန်ပေးဆက်ရလိမ့်မယ်လို့ပြောလိုက်တယ်ပြန်ပေးရမယ်ဆိုတော့ပတ်ဆိုင်အော်ဒီလူကကိုကြီးမပဲဆိုပြီးလွဲတယ်လိုက်ရှာလိုက်တာမတွေးမလို့ဆိုပြီးပြန်တောင်းပန်နေတော့ကိုကြီးမကလွတ်လွတ်သွားအောင်ထိုးပြလိုက်တယ်ဟဲ့အောင်ထားစံအခုမှလာတောင်းပန်လဲခွင့်မလွတ်နိုင်ဘူးကွအဲအချိန်လူမကြီး3ဘော်တို့ကတော့ triangle formation alpha နဲ့ဟဲကွန်ကျောင်းအကောင့်တွေတကောင်ပြီးတကောင်လိုက်သမားနေပါတယ်လူတွေအများကြီးတပွေတဲ့ fight နေတဲ့တာကေးစားဟဲကွန်ကျောင်းနံပါတ်2ဆိုတဲ့ဟာယာမီကိုတွေးတာနဲ့ပြေးပြီးထိုးပလိုက်တယ်အလစ်ထိုးခံလိုက်ရတဲ့ဟာယာမီလည်းစိတ်တူပြီးတာကေးစားကို break down နဲ့ပြန်ရန်လိုက်တယ်အဲ့တော့လက်ထိကိုက်ပြီးကွန်ဒိုတွေစီးကြလာတဲ့တာကေးစားလည်းသူ့ရဲ့ break down ကိုပြန်ထုတ်လိုက်တဲ့အချိန်ဆရာကြီးကီတာနိုကတော့ကိုကြီးမရဲ့ဘဲညာလက်သီးတွေနဲ့ share အသိခံနေရပါပြီလုံးဝပြန်တိုက်ခိုက်ပဲအထိုးကြီးခံနေရတဲ့ကောင်အကြံတစ်ခုတော့ရှိမှာပဲဆိုပြီးကိုကြီးမတွေးထင်လိုက်တယ်သဘောကောင်းတဲ့ကီတာနိုလေးကများပတ်ဆိုင်ပေးဖို့ပန်းချမ်းမှာတကူးတကကြီးချင်းပြီးမှမေ့ကြံခဲ့တဲ့ကောင်ထိုးကြိတ်တယ်မမားပါဘူးလို့တွေးရင်လက်ထဲမှာလည်းကွန်ဒိုတွေနဲ့ဓာတ်ခိုက်ထားတဲ့တာကေးစားကိုလမ်းမြင်သွားတယ်တငယ်ချင်းကိုစိုးရိမ်စိတ်နဲ့အကျဲကြီးထောက်လိုက်တဲ့ကီတာနိုကြောင့်ကိုကြီးမလည်းအားအသင့်သွားပြီးတာမန်ချင်းတွေဆိုမတွေးရပါမယ်စိတ်ဖိစီးမှုတွေများတဲ့အချိန်ဆိုရင်ဓာတ်တိုက်ရမာယုကြီးကလည်းပြန်ပေါ်လာပါတယ်ကိုမသားပေါ်ပြန်လုံးနေတဲ့တာကေးစားအမြန်တားဖို့သွားဖို့လုပ်ပေမဲ့ထွက်ပြေးရကောင်းမလားဆိုပြီးကိုကြီးမကပြန်ထိုးလိုက်တယ်ဒါပေမဲ့တငယ်ချင်းတာကေးစားကိုပဲစိတ်ပူနေတဲ့ဆရာကြီးကီတာနိုကွီနီဒူးနိုင်ဝါရှင်ကိုတဆင်းမြင်လာတဲ့မီလက်ဝါတိုင်းနဲ့ကိုကြီးမကိုတွန်းထုတ်လိုက်တာလေပေါ်မြောက်တက်သွားပြီး3မီလောက်လွတ်ထွက်သွားတယ်ဒါတော့ဖြစ်သူဟာယာမီအမြန်သွားလို့ပေမဲ့ကီတာနိုရဲ့မီလက်ဝါတိုင်းကြောင့်ကိုကြီးမကသတိမေ့မျောသွားပါပြီအခုတော့ကျောင်းကြားအတိုက်ပွဲမှာဟဲကွန်ကျောင်းရှုံးနေသွားပြီးအတွင်းရတဲ့ကုံသွားတဲ့ကီတာနိုလည်းမြေပေါ်ဒူတော့ကျရင်သူ့အင်ဂျီအိတ်ထောင်နဲ့ကိုကြီးမရဲ့ပတ်ဆိုင်အင်လီယာထွက်ကြလာတယ်တာကေးစားကတော့ဆရာကြီးကီတာနိုအစင်ပြေလားလို့မေးပေမဲ့မင်းရဲ့လက်ရော်တကယ်အစင်ပြေလားလို့ပြန်မေးလိုက်တယ်နောက်ပြီးဆရာကြီးကီတာနိုကသတိမေ့နေတဲ့ကိုကြီးမစီသွားပြီးတာကေးစားကိုတိုင်းနဲ့မတော်တဆမင်းကိုထိခိုက်မိအောင်လုပ်မိတဲ့အတွက်တောင်းပန်ပါတယ်လို့စိတ်ထဲဆိုရင်သူ့ပတ်ဆိုင်အင်လီကိုပြန်ပေးလိုက်တယ်နောက်တကငါတို့တွေတွေးကြရင်တော့တေချာလေးစကားပြောကြတာပေါ့လို့ပြောပြီးလက်ထပ်သွားတယ်အဲ့ဒီစကားကိုဟာယာမီအထိပ္ပယ်ကောက်လိုက်တာဒီနေ့ရံပွဲဟာသူ့အတွက်မလုံလောက်သေးဘူးလို့ပြောသွားတာကြောင့်ဒီဘေးကတာမန်လူတွေလိုမဟုတ်ပဲဆရာကြီးတယောက်ပါလားဆိုတာသိရှိသွားတယ်ပတ်ဆိုင်အင်လီပဲပြန်ပေးဖို့ကြိုးစားမိတဲ့ကီတာနိုသူကိုယ်တိုင်ကတော့မသိပေမဲ့သူ့ရဲ့ဆရာကြီးဆိုတဲ့ဂုဏ်သတင်းကပိုလို့တောင်ကြီးမားလို့လာခဲ့ပြီပဲဖြစ်ပါတော့တယ်တဖြည်းဖြည်းဩဇာကြီးမားလာတဲ့ចောင်းသားတဲ့ကီတာနိုဆေးချီကိုကိုင်းတွေဖြစ်ခြင်းမို့အတွက်ကျောင်းကြီးတယောက်ဟာပြေစိုးသွန်းတဲ့ចောင်းသားတွေကိုပဲထိန်းပေးတဲ့ဆရာအန်နီဟောင်ဖုံးလန့်ဆက်ရင်ဇာလန်လေးလည်းပြီးဆုံးသွားပါတော့တယ်ဒီ enemy series လေးဟာနှစ်ပိုင်းပဲထွက်ရှိတာပြီးနောက်တက်လည်းထပ်မထွက်လာခဲ့ပါဘူးတကယ်လို့ထပ်ထွက်လာရင်လည်းအခုလို recap ပြီးတော့တင်ဆက်ပေးပါဦးမယ်ဗျကဲအဆုံးလေးကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကို Annie Harry ကမြန်မာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်